Artemis 2လူသားမျိုးနွယ်ရဲ့အာကာသနှစ်ပိုင်းစီကိုပြန်လည်ခြေလှမ်းခြင်းနဲ့အရာအလုံးကိုပြောင်းလဲမဲ့ခရီးစဉ်1982ခုနှစ်မှာလူသားတွေဟာလကမ္ဘာစူးစမ်းလေ့လာရေးကို Apollo 17နဲ့အဆုံးသတ်ခဲ့တာအခုဆိုရင်နှစ်ပေါင်း90ကျော်ကြာခဲ့ပြီဖြစ်ပါတယ်။မကြာသေးခင်ကာလကပဲတရုတ်၊ရုရှား၊အိန္ဒိယတို့ကစလို့တောင်ကိုရီးယား UAE နိုင်ငံတို့အထိလကမ္ဘာစူးစမ်းလေ့လာရေးကိုအားစိုက်လုပ်လာကြတာကိုတွေ့ရပါတယ်။တရုတ်နိုင်ငံဆိုရင်လကမ္ဘာပေါ်မှာအခြေချစကန်စောင့်နိုင်ရေးအတွက်နယ်မြေပိုင်နဲ့အသစ်ရှာသလိုအပြင်းအထန်ကြိုးစားလာတာကိုလည်းတွေ့ရပါတယ်။အဲ့ဒီချိန်မှာပဲ American အာကာသ Agency NASA ကနေဆေးလွှတ်လိုက်တဲ့ Artemis 2 mission မှာအာကာသယာဉ်မှူးလေးယောက်ဟာ Orion အာကာသယာဉ်နဲ့လကမ္ဘာစီကိုစူးစမ်းလေ့လာရေးခီးထွက်ခွာသွားပါတော့တယ်။ဒီခရီးဟာကမ္ဘာမြေပြင်ရဲ့အပြင်ဘက်မှာလူသားတွေနေထိုင်အလုံးလုံးကိုင်းမဲ့အနာဂတ်စီကိုလမ်းလိုက်တဲ့အဆုတ်ဖြတ်ပေးနိုင်တဲ့ခြေလှမ်းတစ်ရပ်ပဲဖြစ်ပါတယ်။2026ခုနှစ်ဧပြီလ1ရက်နေ့မှာစတင်လွှတ်တင်ခဲ့တဲ့ Artemis 2ဟာ Apollo ခေတ်နောက်ပိုင်းမှာအာကာသယာဉ်မှူးတွေဟာကမ္ဘာပတ်လမ်းကြောင်းအနေနဲ့အပြင်ဘက်ကိုပထမဆုံးအကြိမ်ဖြစ်ထွက်ခွာနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အရင် mission တွေနဲ့မတူတာကတော့ဒီခရီးစဉ်ဟာအလိုင်းဆိုင်ထူဖို့ဒါမှမဟုတ်ခေတ္တခဏသွားရောက်လဲပတ်ဖို့မဟုတ်ပါဘူး။အာကာသအနက်ပိုင်းမှာရေရှည်စူးစမ်းလေ့လာနိုင်ဖို့လိုအပ်တဲ့စနစ်တွေနည်းပညာတွေနဲ့လူသားတွေရဲ့ခန္ဓာကိုယ်စမ်းသပ်ဖို့ဖြစ်ပြီးနောက်ဆုံးမှာတော့အင်္ဂါဂြိုဟ်စီသွားနိုင်မှုအတွက်ပြင်ဆင်တာပဲဖြစ်ပါတယ်။ Artemis 2ကို NASA ရဲ့ Space Launch System SLS လို့ခေါ်တဲ့သမိုင်းမှာအကောင်းဆုံးဒုံးပျံနဲ့လွှတ်တင်ခဲ့တာဖြစ်ပါတယ်။ Apollo ခေတ်က Saturn V ဒုံးပျံတွေထက်ပိုမိုပြင်းထန်တဲ့တွန်းကန်အားကိုထုတ်ပေးနိုင်တဲ့ SLS ဟာOrion အာကာသယာဉ်ကိုအင်မတန်မြန်တဲ့အရှိန်နှုန်းနဲ့အာကာသရဲကိုပို့ဆောင်ပေးခဲ့ပြီးလကမ္ဘာစီကိုတီးကျတဲ့လမ်းကြောင်းအတိုင်းရောက်ရှိစေခဲ့တာဖြစ်ပါတယ်။ဒီခရီးစဉ်ဟာလပေါ်ကိုဆင်းသက်ဖို့မဟုတ်ပဲလကမ္ဘာရဲ့မျက်နှာပြင်ကနေ6500ကီလိုမီတာလောက်အကွာကနေပြန်တန်းဖြတ်ကျော်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်မှာလရဲ့ဆွဲငင်အားနဲ့အတူပတ်ချလဲလှည့်ပတ်ပြီးကမ္ဘာမြေပြင်ဘက်စီကိုပြန်လည်ဦးတည်စေခဲ့တာဖြစ်ပါတယ်။ဒီလို free return trajectory လို့ခေါ်တဲ့လမ်းကြောင်းလိုက်ခြင်းဟာအရေးကြီးတဲ့ပြန်တန်းရေးစနစ်တစ်ခုဖြစ်ပြီးအကယ်၍တစ်ခုခုချိုးယွင်းသွားခဲ့ရင်တော့အာကာသယာဉ်ဟာကမ္ဘာမြေစီကိုအလိုအလျောက်ပြန်ရောက်လာမှာဖြစ်တယ်လို့ဆိုပါတယ်။ဒီမစ်ရှင်ဟာကမ္ဘာကနေအဝေးဆုံးကီလိုမီတာ4သိန်းကျော်အထိရောက်ရှိခဲ့တာကြောင့် Apollo 30တင်ထားတဲ့စံချိန်ကိုကျော်လွန်သွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့် Artemis 2အဖွဲ့သားတွေဟာသမိုင်းတစ်လျှောက်မှာကမ္ဘာကနေအဝေးဆုံးကိုရောက်ရှိခဲ့တဲ့လူသားတွေဖြစ်လာခဲ့မှာဖြစ်ပါတယ်။ Orion အာကာသယာဉ်ပေါ်မှာ Reed Wiseman, Victor Glover, Christina Koch နဲ့ Jeremy Hansen ဆိုတဲ့အာကာသယာဉ်မှူးလေးယောက်ပါဝင်ပါတယ်။သူတို့ရဲ့ mission ဟာသမိုင်းဝင်သွားမှာဖြစ်ပါတယ်။ Christina Koch ဟာအာကာသနှစ်ပိုင်းတွေကိုပထမဆုံးသွားနိုင်ခဲ့တဲ့အမျိုးသမီးဖြစ်လာပြီးVictor Glover ကတော့လကမ္ဘာအကွာအဝေးထိရောက်ရှိခဲ့တဲ့ပထမဆုံးလူမဲ့အာကာသယာဉ်မှူးဖြစ်လာခဲ့တာဖြစ်ပါတယ်။ Jeremy Hansen ကတော့လကမ္ဘာမစ်ရှင်မှာပါဝင်ခွင့်ရတဲ့ပထမဆုံး American နိုင်ငံသားမဟုတ်သူဖြစ်လာခဲ့တာဖြစ်ပါတယ်။ဒီမစ်ရှင်ရဲ့အရေးပါဆုံးအခိုက်အတန့်တစ်ခုကတော့ Orion အာကာသယာဉ်ဟာလရဲ့နောက်ကျောဘက်ကိုရောက်သွားတဲ့အချိန်ပဲဖြစ်ပါတယ်။အဲ့ဒီချိန်မှာမိနစ်40ကြာအောင်ကမ္ဘာမြေနဲ့အဆက်အသွယ်လုံးဝပြတ်တောက်သွားခဲ့တာဖြစ်ပါတယ်။ဒီလိုဆက်သွယ်ရေးပြတ်တောက်သွားတာဟာလကမ္ဘာမြေပြင်စီကပို့လွတ်နေတဲ့ရေဒီယိုလိုင်းတွေကိုကာထားသလိုဖြစ်သွားလို့ဖြစ်ပေမဲ့ဒါဟာအနာဂတ်အာကာသခီးသွားလာရေးအတွက်ကြိုတင်စမ်းသပ်မှုတစ်ခုလည်းဖြစ်ပါတယ်။အင်္ဂါဂြိုဟ်စီသွားမဲ့မစ်ရှင်တွေမှာဆိုရင်ဆက်သွယ်ရေးဟာတစ်ဖက်ကိုမိနစ်20လောက်အထိကြာနိုင်တာကြောင့်အာကာသယာဉ်မှူးတွေဟာကိုအားကိုပြီးပုံမဆုံးဖြတ်ချက်ချနိုင်မှုလိုအပ်တဲ့အခြေအနေကို Artemis 2ကပထမဆုံးစမ်းသပ်ပေးလိုက်တာပဲဖြစ်ပါတယ်။ဒီခရီးစဉ်အတွင်းမှာအာကာသယာဉ်မှူးတွေဟာသမိုင်းမှာလူသားအနေငယ်သားမြင်မှုတဲ့မြင်ကွင်းတွေကိုမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။အာကာသတွေကနေကြည့်လိုက်တဲ့အခါကမ္ဘာမြေကြီးဟာမောင်မဲနေတဲ့ဟင်းလင်းပြင်ကြီးထဲမှာတောက်ပနေတဲ့စလုံးကလေးတစ်ခုအဖြစ်မြင်တွေ့ရတာဖြစ်ပါတယ်။ဒါအပြင်လရဲ့ကြောက်ဆောင်ထူတက်ပြီးဂျိုင်းကွက်တွေပေါ်တဲ့နောက်ကျောဘက်မျက်နှာပြင်ကိုလည်းလေ့လာနိုင်ကြတာဖြစ်ပါတယ်။လဟာအာကာသယာဉ်နဲ့နေကြရဲကိုတက်ရောက်သွားတဲ့နေကျက်မှုမြင်ကွင်းကိုလည်းအာကာသတွေကနေမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။စူးစမ်းလေ့လာတာအပြင် Artemis 2ဟာအစစ်မြင့် organ on a chip နည်းပညာအပါအဝင်အရေးကြီးတဲ့သိပ္ပံစမ်းသပ်မှုတွေကိုလည်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဒါဟာလူသားဆဲတွေပါဝင်တဲ့သေးငယ်တဲ့ကိရိယာလေးတွေဖြစ်ပြီးအာကာသတွေကရောင်ကြီးသိမှုတွေဟာလူခန္ဓာကိုယ်ပေါ်ဘယ်လိုတက်ရောက်မှုရှိတယ်လဲဆိုတာကိုလေ့လာဖို့ဖြစ်ပါတယ်။
အခုသူတို့ရောက်ရှိခဲ့တဲ့နေရာဟာကမ္ဘာတန်လိုက်စကွင်းရဲ့အကအကွယ်မရှိတဲ့နေရာဖြစ်တာကြောင့်အဲ့ဒီနေရာမှာအာကာသယာဉ်မှုတွေဟာစက်ကြောလာတဲ့လာတဲ့စွမ်းအင်မြင့်ရောင်ကြီးတွေနဲ့ပုံမထိတွေ့ရတာကြောင့်အင်္ဂါကြိုစီသွားမဲ့ရေရှည်ခရီးစဉ်တွေမတိုင်ခင်မှာဒီလိုထိတွေ့မှုအကြောင်းနားလည်ဖို့ကအင်မတန်အရေးကြီးတာဖြစ်ပါတယ်။ Artemis mission အပြီးမှာတော့ Orion အာကာသယာဉ်ဟာအနေရဲ့အရှိဆုံးအဆင့်ဖြစ်တဲ့ကမ္ဘာလေထုတွေကိုပြန်လည်ဝင်ရောက်ခြင်း re-entry ကိုဖျက်ကျော်ရတာဖြစ်ပါတယ်။တနာရီကိုကီလိုမီတာ4000နီးပါးအရှိန်နှုန်းနဲ့ကမ္ဘာလေထုကိုထိတွေ့တဲ့အခါပြင်းထန်တဲ့ပုတ်တိုက်မှုတွေဖြစ်ပေါ်လာတာဖြစ်ပါတယ်။အဲ့ဒီပုတ်တိုက်မှုကြောင့်အပူချိန်ဟာ2800ဒီဂရီဆဲလ်စီယပ်စ်နီးပါးအထိမြင့်တက်လာပြီးရေရဲ့ပတ်ပတ်လည်မှာပလက်စမာအလွှာတစ်ခုဖြစ်ပေါ်လာတာကြောင့်ကမ္ဘာမြေနဲ့ဆက်သွယ်ရေးခေတ္တပြတ်တောက်သွားမှာဖြစ်ပါတယ်။ Orion ရဲ့အပူခံတိုင်းလွှာဟာဒီလိုပြင်းထန်တဲ့အပူချိန်ကိုခံနိုင်ရှိအောင်တိစောက်ထားတာဖြစ်ပါတယ်။ NASA ဟာအာကာသယာဉ်ရဲ့အရှိန်ကိုလျှော့ချဖို့လေထုတွေကိုတစ်ချက်ဝင်တစ်ချက်ပြန်ထွက်တဲ့ skip re-entry နည်းပညာကိုလည်းစမ်းသပ်နေတာဖြစ်ပြီးနောက်ဆုံးမှာတော့ပစိဖိတ်သမုဒ္ဒရာတွေကိုဘေးကင်းစွာဆင်းသက်နိုင်မှာဖြစ်ပါတယ်။အာကာသတွေကခရီးစဉ်နဲ့ပြင်းထန်တဲ့အပူဓာတ်တွေကိုကြော်ဖြတ်ပြီးတဲ့နောက်မှာအာကာသယာဉ်မှုတွေဟာကမ္ဘာဆွေငင်အားနဲ့ပြန်လည်အသားကျဖို့နောက်ဆုံးစိန်ခေါ်မှုနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဆွဲငင်ရမယ့်တဲ့နေရာမှာရက်အတော်ကြာနေခဲ့ရတာကြောင့်ခန္ဓာကိုယ်ရဲ့ကြွက်သားတွေအားနေသွားတာဟန်ချက်ပြတ်တာနဲ့သွေးလဲပတ်မှုပြောင်းလဲတာတွေဖြစ်တတ်ပါတယ်။ဒါကြောင့်ကမ္ဘာမြေပေါ်ဆင်းသက်ပြီးခြင်းမှာမူးဝေတာနဲ့လမ်းလျှောက်ရခက်ခဲတာတွေဖြစ်နိုင်ပါတယ်။ Artemis 2ဟာဘာကြောင့်အရေးကြီးတယ်လဲ။ Artemis 2ဟာနောက်အနာဂတ်မှာလာမယ့်ပိုမိုကြီးမားတဲ့စီမံကိန်းရဲ့အရေးကြီးတဲ့အဆင့်တစ်ခုပဲဖြစ်ပါတယ်။ဒီမစ်ရှင်အောင်မြင်တာဟာနှစ်ပေါင်း90ကျော်အတွင်းလာပေါ်ကိုလူသားတွေတကြောပြန်ခြေချနိုင်မဲ့ Artemis 3အတွက်လမ်းခင်းပေးလိုက်တာပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့ American နဲ့မဟာမိတ်တွေဟာလပေါ်မှာအခြေစိုက်စကန်တွေတိစောက်ပြီးလူသားတွေရေရှည်နေထိုင်နိုင်မှုမြုံမှန်းထားတာဖြစ်ပါတယ်။လပေါ်မှာရှိတဲ့ရေခဲတွေကိုလောင်စာအောက်ဆီဂျင်နဲ့တောက်သုံးရေအဖြစ်ပြောင်းလဲအသုံးပြုနိုင်မှုလည်းစီစဉ်ထားတာဖြစ်ပါတယ်။ Post-CA ခေတ်ကာလမှာနိုင်ငံရေးအရာအပြိုင်ဆိုင်လုပ်ခဲ့တဲ့ Apollo mission တွေနဲ့မတူပဲ Artemis mission တွေဟာပုံမကျယ်ပြန့်တဲ့ပူးပေါင်းဆောင်ရွက်မှုအပေါ်အခြေခံထားပါတယ်။ညီကုန်းချုပ်ပြောရရင် Artemis 2ဟာလူသားတွေကမ္ဘာပြင်မကိုသွားနိုင်သလားဆိုတဲ့မေးခွန်းထက်လူသားတွေဘယ်လောက်ထိဝေးဝေးသွားဖို့အဆင်သင့်ဖြစ်နေပြီလဲဆိုတာကိုသက်သေပြလိုက်တာပဲဖြစ်ပါတယ်။လူသားမျိုးနွယ်ဟာအာကာသကိုစူးစမ်းနေရုံနဲ့မဟုတ်တော့ပါဘူး။မကြာခင်မဝေးတော့တဲ့ကာလမှာအာကာသထဲမှာနေထိုင်မှုအတွက်ပြင်ဆင်နေပြီဆိုတာအားလုံးသိအောင်တင်ပြပေးလိုက်ရတာဖြစ်ပါတယ်။ဒါကတော့ CRI ချစ်မျိုးတန်ရေးသားထားခဲ့တဲ့သတင်းအကြောင်းအရာလေးကိုမြတ်တွေကပြန်လဲ sharing လေးလုပ်ပေးသွားတာပဲဖြစ်ပါတယ်ရှင်။မြတ်တွေပြောပြပေးခဲ့တဲ့သတင်းအကြောင်းအရာလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like and subscribe လေးလုပ်ပေးသွားပါအောင်နော်။နောက်မှပြန်တွေ့ပါမယ်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။